ရှေးရှေးတော့ကစန်တာလို့ခေါ်တဲ့အရန်ကိုလိန်မာပြီးရိုးသားတဲ့မိန်းကလေးတစ်ယောက်ရှိခဲ့ပါတယ်။ဒီနေ့မှာတော့စန်တာရဲ့မိခင်ဖြစ်သူသဇင်ဟာအသေးအတန်ဖလားနာလာခဲ့ပါတယ်။မိခင်ဖြစ်သူဟာသူမမရှိတော့တဲ့နောက်သမီးလေးကိုဘေးအန္တရာယ်လေးကမှကာကွယ်ပေးနိုင်ဖို့အတွက်စန်တာရဲ့ခေါင်းပေါ်မှာထူးဆန်းတဲ့တစ်သားအိုးကြီးတစ်လုံးကိုမှော့အတက်နဲ့စောင်းပြီးခဲ့ပါတယ်။မိခင်ဖြစ်သူကွယ်လွန်သွားပြီးနောက်စန်တာဟာအိုးကြီးကိုချွတ်ဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအိုးကြီးဟာခေါင်းမှာကတ်နေပြီးဘလို့မှချွတ်လို့မရခဲ့ပါဘူး။စန်တာဟာဝမ်းနဲ့ပူဆွေးစွာနဲ့ပဲအိုးကြီးကိုစောင်းထားရင်းသူမရဲ့အိမ်လေးကနေထွက်ခွာလာခဲ့ရပါတယ်။စန်တာဟာလမ်းခရီးမှာတွေ့သမျှလူတွေရဲ့ကဲ့ရဲ့လောင်ပြောင်ခြင်းကိုခံခဲ့ရပါတယ်။လူတွေကသူမကိုအိုးခေါင်းမလေးလို့ခေါ်ပြီးဝိုင်းရဲကြပါတယ်။ဒါပေမဲ့စန်တာဟာစိတ်မဆိုးပဲပြုံးပြုံးလေးနဲ့သာခရီးဆက်ခဲ့ပါတယ်။သူမဟာမြို့ကြီးတစ်မြို့ကတထေးကြီးတစ်ယောက်ရဲ့အိမ်မှာအလွတ်သမားအဖြစ်ဝင်ရောက်လုပ်ကင်ခဲ့ပါတယ်။အိမ်တော်ထဲမှာစန်တာဟာမီးဖိုချောင်အလွတ်တွေကိုမပင်မပန်းပဲကြိုးကြိုးစားစားလုပ်ကင်ပါတယ်။အိမ်တော်ကတခြားအလွတ်သမားတွေကသူမကိုအလုပ်တွေအများကြီးခိုင်းစေပြီးမြဲစန်တာကတော့စိတ်ရှည်လက်ရှည်နဲ့အားလုံးကိုကူညီပေးခဲ့ပါတယ်။သူမရဲ့စိတ်ထားကောင်းမှုကိုအိမ်တော်ကအဖိုးကြီးတဦးကသတိထားမိခဲ့ပါတယ်။ဒီနေ့မှာတော့အိမ်တော်ကိုတထေးကြီးရဲ့သားဖြစ်သူမင်းသားလေးဇေယျပြန်ရောက်လာပါတယ်။မင်းသားလေးဇေယျဟာတခြားလူတွေလိုစန်တာကိုမနှိမ်ကြပဲသူမရဲ့ကြိုးစားမှုနဲ့ကျင်နာတတ်တဲ့စိတ်ထားကိုသဘောကျသွားခဲ့ပါတယ်။သူဟာအိုးကောင်းအောက်မှာရှိနေတဲ့စန်တာရဲ့စိတ်နှလုံးသားကိုမြင်အောင်ကြည့်နိုင်သူဖြစ်ပါတယ်။မင်းသားလေးဇေယျဟာနေ့တိုင်းစန်တာအနားကိုလာပြီးစာဖတ်ပြတာတချင်းဆိုပြတာတွေလုပ်ပေးပါတယ်။သူကစန်တာမင်းရဲ့အပြင်းမှန်တွင်ပြင်ကဘလို့ပဲဖြစ်ဖြစ်မင်းရဲ့စိတ်ထားကအယမ်းကိုလှပပါတယ်လို့ပြောလိရှိပါတယ်။မင်းသားလေးဟာစန်တာကိုတကယ်ချစ်မြတ်နိုးသွားခဲ့ပါပြီ။ဒါပေမဲ့မင်းသားလေးရဲ့ဆွေမျိုးတွေကတော့အိုးကောင်းဆောင်းထားတဲ့မိန်းကလေးကိုလက်မခံကျင်ကြပါဘူး။သူတို့ကစန်တာကိုအမျိုးမျိုးနှောင့်ယှက်ပြီးအိမ်ကထွက်သွားအောင်လုပ်ကြပါတယ်။ဒီနေ့မှာတော့မင်းသားလေးကစန်တာကိုလက်ထပ်ဖို့ဆုံးဖြတ်လိုက်ပြီးအားလုံးကိုကြေညာလိုက်ပါတယ်။မင်္ဂလာပွဲကျင်းပမယ့်နေ့မှာတော့ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ပါတယ်။စန်တာကမင်္ဂလာဝတ်စုံကိုဝတ်ဆင်လိုက်တဲ့အချိန်မှာသူမခေါင်းမော်ကအိုးကြီးဟာတဖြည်းဖြည်းတုန်ခါလာပြီးအကွဲအတန်တွေထွက်ပေါ်လာပါတယ်။ဂွမ်းဆိုတဲ့အတန်နဲ့အတူအိုးကြီးဟာအပိုင်းပိုင်းကွဲထွက်သွားပါတယ်။အိုးထဲကနေဝက်လက်တောက်ပနေတဲ့ရတနာမျိုးစုံနဲ့စိန်ကြောက်မြက်ရွယ်တွေထွက်ကြလာပါတယ်။အိုးကြီးကွဲသွားတဲ့အခါမှာတော့အားလုံးအံ့ဩသွားရလောက်အောင်လှပလို့နဲ့စန်တာရဲ့မျက်နှာလေးပေါ်ထွက်လာပါတယ်။မိခင်ဖြစ်သူရဲ့မှော်အတက်ဟာစန်တာစစ်မှန်တဲ့မြတ်တာကိုရရှိတဲ့အချိန်မှာပြည့်သွားတာဖြစ်ပါတယ်။မင်းသားလေးဇေယျနဲ့စန်တာတို့ဟာပျော်ရွှင်စွာလက်ထပ်ကြပါတယ်။လူတွေအားလုံးကလည်းစန်တာရဲ့လှပမှုနဲ့စိတ်ထားကောင်းမှုကိုချီးကျူးခဲ့ကြပါတယ်။အပြင်းမှန်ရုပ်ရည်ထအတွင်းစိတ်ထားကသာပိုပြီးအရေးကြီးတယ်ဆိုတာကိုစန်တာကသက်သေပြနိုင်ခဲ့ပါတယ်။သူတို့နှစ်ဦးဟာနောင်နှစ်ပေါင်းများစွာတိုင်တည်ပျော်ရွှင်စွာနေထိုင်သွားကြပါတော့တယ်။